Story Time for Kids Facebook page ကနေသားမီးတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်တင်ဆက်ပြီးသွားမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ရုံလေးဖူးဖူးနဲ့တငယ်ချင်းများဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကတာယာတဲ့တောအုပ်ကြီးတစ်ခုထဲမှာအရန်ကိုအရသာရှိတဲ့မုံလာဥနီအခင်းကြီးတစ်ခုရှိခဲ့ပါတယ်။ရုံလေးဖူးဖူးဟာအရသာရှိတဲ့မုံလာဥနီအခင်းကြီးကိုရှာတွေ့ခဲ့ပါတယ်။ဖူးဖူးကဝမ်းသာအားရနဲ့မောင်လောင်းကြီးတွေအများကြီးပဲဒါတွေကိုနားတက်ပဲဘယ်သူမှမပြေဘူးအကုန်စားပြမယ်ရုံလေးဖူးဖူးကမုံလာဥတွေကိုပွေပိုက်ပြီးတကူကောင်းဆန်တဲ့စိတ်နဲ့သူတယောက်တည်းအပိုင်သိမ်းဖို့ကြံစည်နေပါတယ်အဲ့ဒီချိန်မှာပဲရှင်ကလေးမိမိနဲ့လက်ကလေးပူပူတို့ဟာဘိုက်စာနေတာကြောင့်အစားအစာရှာဖို့ထွက်လာခဲ့ကြပါတယ်သူတို့ဟာရုံကလေးဖူးဖူးကမုံလာဥတွေအများကြီးကိုပွေးပိုက်ထားတာကိုတွေးလိုက်တာကြောင့်ရှင်ကလေးမိမိကဟေးဖူးဖူးမောင်လောင်းကြီးအများကြီးပါလားတမီးချင်းရုံကလေးဖူးဖူးကလည်းအေးဟုတ်တယ်နာဟိုးရှင်နာကမောင်လောင်းအခင်းကြီးတွေကတွားယူလာတာလေရတာရှိပြီးစားလို့ရန်ကောင်းတယ်လက်ကလေးပူပူကဟုတ်လားဖူးဖူးငါတို့လေပိုက်ဆာနေတာနဲ့တော့ပဲနာတို့ကိုလိုက်ပြပါလားတင်ငယ်ကြီးနာတို့တူတူတွားယူပြီးစားကြမယ်လေရှင်ကလေးမိမိကလည်းတို့တွေပိုက်ရဲဆန်နေရနည်းနည်းလောက်ခွေပေးလို့မရဘူးလားဟင်းမရဘူးဒီမောင်လာဦးတွေကနားအပိုင်ပဲနားပင်နဲ့တွားရှာလာခဲ့ရတာရှင်ကလေးမိမိကသူမမမျောလင့်ထားတဲ့စကားတငယ်ချင်းဖြစ်သူကပြောလိုက်တာကြောင့်အရန်ကိုဝမ်းနေသွားပြီးဘာမှဆက်မပြောနိုင်တော့ဘူးလက်ကလေးပူပူကအဲ့ဒါဆိုလည်းဖူးဖူးရဲ့နာတို့ကိုအဲ့ဒီမော်နာဦးအခင်းကြီးလိုက်ပြပါလားနာတို့ကအတူလက်ပြီးယူကြမယ်လေရုံလေးပူပူကအဲ့ဒီအကြံစီကိုလည်းလက်မခံပါဘူးဟာမရပါဘူးနာနေတို့ကိုလိုက်ပြလိုက်ရင်နင်တို့ကပဲအကိုကြီးတော့မှာပေါ့ငါတော့တစ်ခါပေါ်ယူဆောင်လို့ရမှာမဟုတ်တော့ဘူးလေရှင်ကလေးမိမိကလည်းဒီမောင်လာကိုအခင်းကြီးတစ်ခုလုံးပေါ်အောင်လို့နာတော့မကြည့်ခဲ့ပါဘူးပို့ဖို့ရဲ့ဒါတို့ပဲပဲရန်စာနေလို့အကူကြီးတောင်းရတာပါရုံလေးဖူးဖူးကလည်းမရဘူးနင်တို့လည်းငါရှိကဆွတ်တော့ကြအဲ့လိုပုံဟောက်ပြီးလွတ်လိုက်ပါတယ်တငယ်ချင်းနှစ်ယောက်ထွက်သွားပြီးတဲ့နောက်ဖူးဖူးတယောက်တည်းမုံလာဥတွေကိုအငမ်းမရစားတောင်းနေပါတော့တယ်ရုံလေးဖူးဖူးဟာမုံလာဥတွေကိုတယောက်တည်းအငမ်းမရစားတောင်းနေရင်းနဲ့ရုတ်တရက်လေချောင်းမှာနေပြီးတစ်နေပါတော့တယ်ဖူးဖူးဟာမျက်နှာလေးနီရဲလာပြီးအကူကြီးတောင်းဖို့ကြိုးစားပါတော့တယ်ဒါကိုမြင်သွားတဲ့ရှင်ကလေးမိမိကဟာဟိုမှာပူပူလေးပဲနေနေပြီပူနာတို့အမြတ်တော့ကူညီအောင်ပူပါလေအီတွားရအောင်ရုံလေးဖူးဖူးကိုကူညီဖို့တငယ်ချင်းနှစ်ယောက်အပြေးရောက်လာကြပါတယ်မိမိကဖူးဖူးရဲ့ကြောကိုပုတ်ပေးတယ်ဘူဘူကတော့ဖူးဖူးအသက်ရှူချောင်သွားတဲ့အခါရေတောက်ဖို့အတွက်ရေသွားရှာပါတယ်ခဏကြာမှာတော့ရှင်ကလေးမမီရဲ့အကူအညီကြောင့်ရုံလေးဖူးဖူးဟာတတ်တာသွားပါတော့တယ်ဘူဘူကလည်းသူခက်လာတဲ့ရေကိုဖူးဖူးကိုတိုက်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဖူးဖူးရဲ့အမြင်တွေဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီဖူးဖူးကအားနာတဲ့လေးတန်းကျေးဇူးတင်ပါတယ်တငယ်ချင်းတို့ရေနောက်ကိုခွင့်လို့ကြပါငါအတ္တကြည့်မိသွားတယ်နင်တို့ကမကူညီရင်ငါဒုက္ခရောက်တော့မှာပဲလက်ကလေးပူပူကလည်းကြပါရဲ့ကူကူရဲ့အခုချိန်ကနေစပြီးငါတို့တွေဟာဘာပဲငယ်ရအတူတူခရူးစ်စားတော့ကြရပါတစည်းတလုံးနဲ့တူတူနေကြရပါရှင်ကလေးမမီးရတယ်ငါတို့တငယ်ချင်းတွေအားလုံးတော်ဝမ်းစီတွေမရှိဘဲနဲ့အတားစီတွေမရှိဘဲနဲ့တော်လုံးပျော်ပျော်ရွှင်ရွှင်စကြစ်ကင်းနဲ့နေသွားကြတော့ကိုလူကျိုးဆိုရင်နဲ့ပဲပုံမြင်လေးကဆုံးသွားခဲ့ပါလိမ့်ကွယ်ဒီပုံမြင်လေးမှာသားတို့သမီးတို့အနေနဲ့အတ္တကြီးတဲ့စိတ်တကူကောင်းဆန်တဲ့စိတ်ဟာမိမိအတွက်လည်းမကောင်းသလိုအခြားသူတွေအတွက်လည်းမကောင်းဘူးဆိုတာကိုနားလည်သဘောပေါက်နိုင်ကြလိမ့်မယ်လို့ပြောနေပါတယ်
ယုံကလေးဖူးဖူးဟာတကူကောင်းဆန်တဲ့စိတ်အတ္တကြီးတဲ့စိတ်နဲ့သူ့ရဲ့စားစရာတွေကိုမျှဝေမပေးခဲ့တော့လဲပဲရှင်ကလေးမိမိနဲ့လေကလေးပူပူတို့ကတော့တကူကောင်းဆန်တဲ့စိတ်အတ္တဆန်တဲ့စိတ်မရှိဘဲနဲ့ယုံကလေးဖူးဖူးဒုက္ခရောက်နေတဲ့အချိန်မှာတငယ်ချင်းကောင်းပြီးသားစွာနဲ့တွားရောက်ကူညီကယ်တင်ပေးခဲ့ကြပါတယ်။ဒါတို့သမီးတို့လည်းပဲတကူကောင်းစိတ်မရှိအတ္တမဆန်မဲနဲ့လူတော်လူကောင်းလေးတွေဖြစ်အောင်ကြိုးစားနိုင်ကြလိမ့်မယ်လို့ပြောလိုက်ရင်းနဲ့ဒီညမှာအဆုံးသတ်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်